မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ထိုင်းပြည်မောင်ကိုရဲ့သားတော်သမီးတော်တွေကိုစာတင်ပေးခဲ့ရတဲ့အင်္ဂလိပ်ဆရာမတယောက်အတွက်ထိုင်းဖက်မှာရှုံးတော်ပုံတွေကြားထဲမှာပါဝင်ပတ်သက်ခဲ့ရတာတွေကိုကြီးလို့ကောင်းအောင်ပြန်လည်အသက်သွင်းထားတဲ့အန်နာအန်ဒက်ကင်းဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာသုံးထားတဲ့အသုံးစရိတ်တွေနဲ့ရိုက်ကွင်းရိုက်ကတ်တွေကတော့အပြစ်ပြောစရာမရှိအောင်ကောင်းခဲ့ပေမဲ့တမိုင်းအရာမတိကျသလိုတော်ဝင်မိသားစုတွေကိုစော်ကားတယ်လို့မှတ်ယူပြီးထိုင်းမှာပြသခွင့်ပိတ်ထားခဲ့တဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ဇာလန်ဆာအန်နာလီယိုနိုဝမ်ဆိုတဲ့အင်္ဂလိပ်မို့ဆိုမတယောက်ကထိုင်းပြည်မောင်ကိုရဲ့အမွေဆက်ခံမဲ့အင်ရှင်မင်းသားချူလာလောင်ကိုပညာသင်ကြားပေးဖို့အတွက်1862ခုနှစ်မှာဘန်ကောက်ကိုရောက်လာခဲ့တယ်။တာဖြစ်သူလူဝစ်နဲ့အတူအိန္ဒိယလူမျိုးအင်စီ2ယောက်ကိုပါတခါတည်းခေါ်လာပြီးနန်းတော်ကလာကြိုမဲ့သူတွေကိုရက်ဆောင်နေခဲ့ပေမဲ့တယောက်မှပေါ်မလာလို့သူတို့ဘာသာမေးဆန်လိုက်လာခဲ့ရတယ်။18ရာစုရဲ့ထိုင်းငွေတပ်တွေကြားထဲမှာမတူညီတဲ့လူတွေမှုပုံစံတွေကိုကြည့်ရင်အန်နာနဲ့လူဝစ်တို့အတွက်အသစ်ဆန်းတွေကြီးဖြစ်နေပြီးဘန်ကောက်မြို့လယ်မှာရှိတဲ့ဘရင်စံမြတ်ရမဟာနန်းတော်တွေကိုရောက်လာခဲ့ကြတယ်။အရှိဆုံးခါရာလာဆိုတဲ့ဝန်မင်းကိုတွေ့ရပြီးအန်နာရဲ့အကြောင်းတွေကိုစကားပြန်ကတဆင့်ခရီးစဉ်တွေးကြတယ်မေးနေလို့စိတ်ရှိထားဖြေပေးရင်သူကိုပါကြောင့်စာတက်ခေါ်ရတာလဲဆိုပြီးမေးကြည့်လိုက်တယ်။သူတို့ရဲ့အစင်လာရဝန်မင်းတယောက်ရဲ့အရှိမဘယ်အမျိုးသမီးကမှမတ်တရမနေရဲ့အကြောင်းရှင်းပြရင်ကိုရီကိုရာတွေပါနိုင်ချွတ်မေးလာလို့အန်နာလည်းမပြောပြနိုင်ကြောင်းဘာသာပြန်ခိုင်းလိုက်တယ်။အဲကြောင့်မှဝန်မင်းလည်းရှင်ကျေးမှုအတွက်ထိုင်းရဲ့ဒလီထုံးစံတွေဖြစ်ကြောင်းကိုရိုင်းဝင်ရှင်းပြရင်နန်းတော်ထဲမှာပဲတရားစီစဉ်ပေးလိုက်လို့အန်နာလည်းသူ့ကိုနန်းတော်အပြင်ဘက်မှာအိမ်တလုံးပေးဖို့သဘောတူထားကြောင်းပြောပြလိုက်တယ်။ဝန်မင်းကတော့ဂီးမဆိုင်ပဲသူစီစဉ်ပေးတဲ့နေရာမှာပဲနေခိုင်းလိုက်လို့လူဝစ်ရဲ့စိတ်ထဲမှာပြားအောင်နဲ့ရောက်နေတယ်လို့ခံစားနေရပြီးအန်နာကလည်းဘရင်ကိုတဲသွားတွေ့ဖို့ပဲဆုံးဖြတ်ထားလိုက်တော့တယ်။နောက်နေ့မှာတော့ဝန်မင်းကိုယ်တိုင်ဘရင်ကိုခါသားဝင်တဲ့အချိန်မှာလိုင်းနာရမယ့်စီကံတွေကိုပြောပြီးခေါ်သွားလိုက်ပေမဲ့အန်နာကတော့အင်္ဂလိပ်လူမျိုးတယောက်အနေနဲ့ပဲအယိုသေးပေးနိုင်မယ့်အကြောင်းပြန်ပြောပြလိုက်တယ်။အထဲကိုရောက်တဲ့အချိန်မှာတော့စစ်တင်းပေါ်ပြက်လို့တောင်းတင်းနေတဲ့ပြင်သစ်တွေရဲ့လက်ဆောက်ကိုယူပြီးဘရင်မောင်ကလည်းပလင်ပေါ်ကပြန်ဆင်းသွားလို့ဝန်မင်းလည်းအန်နာတို့သားမိကိုနောက်နေ့မှထပ်လာဖို့ပြောလိုက်တယ်။အန်နာကတော့ဂီယူမဆိုင်ပဲဘရင်အနားထိကတ်သွားလိုက်လို့ဓာတ်တွေနဲ့ဝိုင်းထားတော့မှအကင်းပါတဲ့လူဝစ်လည်းဝန်မင်းမှာထားတဲ့အတိုင်းကျမ်းပင်မှာပြပြမောက်သွားပေမဲ့သူ့အမေကတော့ခက်တီတီပဲစိုက်ရနေခဲ့တယ်။မိသားချူလောင်လောင်ကိုစာတင်ပေးမဲ့ဆရာမပါလို့သူ့ကိုယ်သူမိတ်ဆက်လိုက်တော့မှရဲတင်းလုံးနဲ့အန်နာကိုသဘောမကျတဲ့ပုံစံမျိုးနဲ့လှည့်ထွက်သွားလို့ဝန်မင်းလည်းအနောက်ကလိုက်ဖို့တတိပေးလိုက်တယ်။သူတို့ကိုထွက်သွားဖို့အမိန့်မပေးသေးလို့အနောက်ကမီအောင်လိုက်သွားတော့မှမိဖုရား32ယောက်နဲ့ကိုလို့တော်42ယောက်ကမွေးထားတဲ့သားတော်သမီးတော်58ယောက်လောက်ကိုစာတင်ပေးရမယ့်အကြောင်းသိလိုက်ရတယ်။နောက်ထပ်10ယောက်လောက်ရောက်ဖို့ရှိသေးကြောင်းနဲ့ဒါတောင်တက်တန်းတစ်ဝက်လောက်ကိုသာသနာ့ဘောင်ဝင်နေလို့တရုတ်ဘရင်တွေနောက်မိအောင်မလိုက်နိုင်တာဆိုပြီးသူ့ကိုယ်သူအပြစ်တင်လိုက်သေးတယ်။လူဝစ်လည်းကိုလို့တော်ကိုစိတ်ဝင်စားပြီးအတင်းတွေမေးနေလို့တိတ်နေခိုင်းထားရင်အင်ရှင်မင်းသားချူလာလောင်ကိုနဲ့အရင်ဆုံးမိတ်ဆက်ပေးပြီးမှမိဖုရားကောင်ကြီးထံကိုပါထပ်တွေ့ပေးလိုက်တယ်။ဘရင်လည်းသူ့ရဲ့သားတော်သမီးတော်တွေကိုတေချာအောင်လိုက်ကြည့်ပြီးမှတယောက်ချင်းစီလိုက်ပြရင်သူကိုယ်တိုင်အင်္ဂလိပ်စာသင်ပေးထားတဲ့အချစ်တော်မင်းသမီးလေးဖိုးရင်ကိုပါမိတ်ဆက်ပေးလိုက်တယ်။အန်နာလည်းအားလုံးကိုသဘောတူထားပေမဲ့သူ့ကိုနန်းတော်အပြင်ဘက်မှာအိမ်တလုံးပေးဖို့တောင်းဆိုလိုက်တော့ဘရင်ကလက်မခံပဲညင်နေလို့သူ့ရဲ့အမှုတော်ထမ်းတယောက်မဟုတ်ကြောင်းသတိပြန်ပေးလိုက်တယ်။အိမ်ပြန်ရောက်တော့မှလူဝစ်လည်းဘရင်မှာမိန်းမတွေများနေရတယ်အကြောင်းရင်းကိုသိချင်တယ်လို့အန်နာလည်းရှင်းပြနေတဲ့ကြားကသူတို့ဘရင်မကြီးကြတော့ယောက်ျားတွေအများကြီးမရှိရတဲ့အကြောင်းရင်းကိုထပ်သိချင်တယ်လို့အတင်းအိတ်ခိုင်းလိုက်ရတယ်။နောက်နေ့မှာတော့တော်ဝင်စာသိမ်းကျောင်းဆောင်ကိုပြင်ဆင်ပေးထားပြီးဘရင်မောင်ကိုရဲ့ဩဇာအာဏာဟာဘလောက်ထိကျေပြန်ကြောင်းမင်းသားချူလာလောင်ကိုကပြန်ရှင်းပြနေခဲ့တယ်။လူဝစ်ကတော့ဂယုမဆိုင်ကြောင်းလှောင်ပြောင်းလိုက်လို့ချူလာလောင်ကလည်းအဖေမရှိတဲ့ကောင်ဆိုပြီးပြန်ပြောလိုက်တော့တော်ဝင်မင်းသားတွေဘာတွေနားမလဲပဲနှစ်ယောက်သားချကုန်ကြတယ်။မင်းသမီးလေးဖားရင်ကလည်းသူ့ဖေစီကိုချက်ချင်းတရင်သွားပေးလိုက်လို့ဘရင်ရောက်လာတဲ့အချိန်မှာရံဖြစ်တဲ့နေရောက်လုံးကိုအပြစ်ပေးထားတာမြင်လိုက်ရပြီးမိဖုရားကြီးလည်းအကြောင်းတုံရှင်းပြလိုက်တယ်။ဘရင်လည်းဘာမှဝင်ပြောမနေတော့ပဲပြန်လဲထွက်သွားတဲ့အချိန်ထိချူလာလောင်ကုန်းကဇန္နာပြနေသေးလို့အန်နာလည်းသူ့သားကိုပဲပြန်ခိုင်းလိုက်ပြီးမိုးချုပ်တဲ့ဒီထိုင်ဆောင်နေတော့မိဖုရားကြီးလည်းညစာလာပို့သွားခဲ့တယ်။မင်းသားကသူ့အတွက်လာပို့တဲ့အထင်နဲ့ပြောနေပေမဲ့အန်နာတယောက်တည်းအတွက်ပဲဆိုတာသိလိုက်ရမှာရှေးခိုင်းထားတဲ့စာတွေစရည်လို့ဆရာတပည့်2ယောက်ကြာမှနားလည်မှုရသွားပြီးညစာအတူတူစားလိုက်ကြတယ်။အန်နာကတော့သူ့ရဲ့စိတ်ထဲမှာမှန်နေတဲ့အရာအားလုံးကိုမကြောက်မရွံ့လုပ်တတ်လို့နေရာတကာဝင်မပါနိုင်အောင်ဘရင်ကိုယ်တိုင်ခေါ်တတိပေးနေတဲ့ကြားကသူပြောချင်တဲ့စကားတွေကိုတဲပဲပြောချပြလိုက်တယ်။ထိုင်းမှာစာလာတင်ပြတာကလည်းဥပဒေအထက်မှာဘသူမှမရှိသေးရဘူးဆိုတော့ဘရင်ရဲ့ဂတိစကားကြောင့်ဆိုပြီးပြောခဲ့လိုက်လို့မောင်ကိုလည်းစိတ်မဆိုးမဲ့အပြင်သူကိုယ်တော်
ရင်ပေါင်တန်းကျင်နေတဲ့မိန်းမဆိုပြီးသဘောကျသွားခဲ့တယ်။စာတင်ဆောင်ကိုရောက်တော့မှတက်တင်ဆိုရမီဖျားအစ်ကိုပါအင်္ဂလိပ်စာသင်ပေးဖို့တောင်းဆိုလာလို့အန်နာလည်းကြီးကြီးပြပြပဲလက်ခံပြီးသူ့ရဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေခဲ့တယ်။ကလေးတွေရဲ့ချစ်ခွင့်မှုကိုလည်းရလာလို့ဘရင်လည်းကျေနပ်သွားပြီးဖောင်တော်နဲ့ခေါ်သွားတဲ့အချိန်မှာထိုင်းလှန်မှာပါတဲ့အယောင်တွေနဲ့စင်ဖြူရရဲ့အတိတ်ပဲကိုလူဝစ်တီအောင်ပြန်ရှင်းပြပေးလိုက်တယ်။အန်နာတောင်းဆိုထားခဲ့တဲ့အိမ်တလုံးကိုတော့ရေကန်ပေးနာမှာအင်္ဂလိပ်ရိုးရာဓလေ့တွေနဲ့အဝင်ခွင့်ကြဖြစ်အောင်စီစဉ်ပေးထားလိုက်လို့လူဝစ်တို့တာမီနှစ်ယောက်လည်းအရန်တွေပျော်ရွှင်သွားခဲ့ကြတယ်။စံပွဲတော်နေ့ကိုရောက်လာတဲ့အချိန်မှာတော့ဘရင်လည်းမောင်မမိတ်တန်အချွေရန်ဆုံးနဲ့တိုင်ကန်လှည့်လှည့်လာရင်ဘေးမှာပါလာတဲ့လူဝစ်ကိုဆက်လက်တောက်မလာမေးနေတော့အန်နာလည်းအတင်းဝင်တားထားလိုက်တယ်။အဲကြောင့်မှဘရင်လည်းလူဝစ်ကိုဆက်လက်တကယ်တိုက်မှာမဟုတ်ကြောင်းပြန်ရှင်းပြရင်သူ့ရဲ့သားတော်ကိုလည်းကျွန်တွေအကြောင်းရေးထားတဲ့စာအုပ်မျိုးတွေမဖတ်ခိုင်းတဲ့ကြောင်းတတိပြန်ပေးလိုက်တယ်။သူတို့ရဲ့အယူဆရဘရင်ဆူတောင်းပေးမှာဝေးရမယ်လို့မှတ်ယူထားကြလို့မောက်ကော့လည်းဒလစ်ထုံးစံတွေအတိုင်းလုပ်ပေးပြီးပြန်ဆက်ကြည့်နေတဲ့အချိန်မှာမင်းသားနဲ့လူဝစ်ကဆက်လက်လာခိုးသွားခဲ့ကြတယ်။အန်နာပြန်ရောက်တဲ့အချိန်မှာတော့လူဝစ်လည်းမူးနေလို့အမှန်တိုင်းပြောပြလိုက်ပြီးသူ့ကိုဆုံးမနေတဲ့ကြားကဘရင်ကိုကြိုက်နေတာလားလို့အတင်းတွေမေးနေတော့အမြန်အိတ်ခိုင်းလိုက်ရတယ်။အဲ့ဒီညမှာပဲထိုင်းကုန်တဲ့တယောက်ရဲ့အိမ်ကိုဗမာတပ်တွေဝင်စီးပြီးတတ်သွားကြလို့အင်္ဂလိပ်တွေခိုင်းစီမှန်သဘောပေါက်သွားပေမဲ့ရှင်တိုက်လို့မနိုင်မှန်းသိနေတော့တမျိုးပြောင်းကြံလိုက်ကြတယ်။အင်အားကြီးလာတဲ့ပြည်သစ်အင်ဒိုချိုင်းနာကရန်လိုနေတဲ့အချိန်မှာအင်္ဂလိပ်တွေနဲ့ပူးပေါင်းထားလိုက်ရင်ထိုင်းကိုကာကွယ်ရာရောက်မယ်ဆိုပြီးတန်တမန်တွေကိုညတာဖိတ်ကြွေးဖို့အနာကိုစီမံခိုင်းလိုက်တယ်။အချိန်3ပတ်အတွင်းမှာမရရအောင်စီစဉ်ခိုင်းထားလို့ကာဝန်တွေကအစားစုံခရဲနဲ့စားတာအစုံတင်ပေးလာရင်ရှမ်ပိန်ငင်ဒီထက်တင်ပေးနေတဲ့အချိန်ကြားမှာဘရင်ကြွားလာလို့အကုန်လုံးပြစ်ချပြီးဝင်ရောက်မှောက်ကုန်ကြတယ်။အန်နာလည်းသူတင်ပေးနေတဲ့လူတွေကိုချက်ချင်းကြီးအယိုသိမပေးခိုင်းဖို့တောင်းဆိုလိုက်တော့မှတညတာအတွက်ပဲဆိုပြီးလက်ခံပေးလိုက်လို့ထိုင်းနိုင်ငံရဲ့တမိုင်းမှာနိုင်ငံသားတွေကိုဖိတ်ကြွေးတဲ့ပထမဆုံးညတာစားပွဲဖြစ်လာခဲ့တယ်။အန်နာရောက်လာတဲ့အချိန်မှာတော့လူတွေအားလုံးရဲ့မျက်လုံးကသူ့စီကိုရောက်သွားလို့ဘရင်ကိုယ်တိုင်မနာလိုဖြစ်သွားပြီးနောက်ထပ်တော်ဝင်မင်းသားမေသမီးတွေကြီးတီဆိုဖျော်ပြပေးတဲ့အထက်မှာလူဝစ်လည်းပါနေခဲ့တယ်။ဂီတိတ်ဆိုတဲ့ကုန်းတဲ့တယောက်ကတော့ထိုင်းဘရင်တစ်ပါးမှာမိမတွေအများကြီးရှိနေလို့သူတောင်ထိုင်းလူမျိုးဖြစ်ချင်သွားကြောင်းခနဲ့တက်ပြောရင်ခင်းနောက်ကြတဲ့နိုင်ငံတစ်ခုအဖြစ်ဆွဆွဲလိုက်တယ်။ဘရင်လည်းအပြုံးမပြတ်နဲ့ပြန်လဲခြေပနေတဲ့ကြားကထိုင်းနဲ့အင်္ဂလိပ်ကိုနှိုင်းရှင်းလာပြီးသူတို့စီကအကူညီလိုချင်လို့ညသာဖိတ်ကြွေးတာမလားလို့မေးလိုက်မှအန်နာလည်းဂျားတဲ့ကဝေထိန်းထားလိုက်ရတယ်။ကျန်တဲ့အင်္ဂလိပ်တွေကတော့နိုင်ငံနှစ်ခုချာမှာမဟာမိတ်ထူထောင်နိုင်လို့ဂုဏ်ပြုပြောဆိုနေတဲ့အချိန်မှာဘရင်လည်းသူနဲ့အတူတူကားဖို့အန်နာကိုကန်လိုက်လဲလို့အားလုံးလည်းကြောင်သွားခဲ့ကြတယ်။အင်္ဂလိပ်အမျိုးသမီးတယောက်နဲ့မကဘူးတဲ့ဘရင်ရဲ့ဘရင်တစ်ပါးနဲ့မကဘူးတဲ့အင်္ဂလိပ်မျိုးသမီးစုံတွဲကိုအားလုံးလည်းအံ့ဩမြင်သက်စွာဝိုင်းကြည့်နေကြရင်ညစာစားပွဲလေးလည်းအောင်ပြင်းစွာနဲ့အဆုံးသတ်သွားခဲ့ကြတယ်။နောက်နေ့တွေမှာတော့အန်နာတယောက်လန်ဆန်တက်ကြွနေပြီးဈေးဝယ်ထွက်နေတဲ့အချိန်မှာခလေးလေးတယောက်ကတက်တင်နာမည်ထိုးထားတဲ့စာတစ်စောင်လာပေးသွားခဲ့တယ်။တက်တင်လည်းသူ့အိမ်ကပို့လိုက်တဲ့စာဖြစ်ကြောင်းရှင်းပြနေပေမဲ့မျက်နှာမှာတော့စိုးရိမ်စိတ်တွေမြင်နေရပြီးအန်နာလည်းဘရင်ခေါ်လို့သွားတွေ့လိုက်မှတယောက်တည်းစော်နေတဲ့မင်းသမီးလေးကိုအရင်ပြလိုက်တယ်။ပြီးမှအခန်းထဲခေါ်သွားပြီးအင်္ဂလိပ်လက်အောက်ခံဗမာတွေနဲ့စေရေးအရာရှောင်လွှဲမရမှာကိုစိုးရိမ်မိကြောင်းပြောလိုက်မှအန်နာလည်းဘရင်တကယ်ကြောက်နေတာကပြင်သစ်တွေမဟုတ်မှန်းတိသွားခဲ့တယ်။အန်နာလည်းသဘောပေါက်သွားလို့ထားပြန်မဲ့လို့တော့မှအင်္ဂလိပ်တွေနဲ့ရင်းနှီးမှုရအောင်လုပ်ပေးခဲ့တဲ့အတွက်လက်စွပ်တကွင်းလက်ဆောင်ပေးပြီးကျေးဇူးတင်စကားပြောလိုက်ပေမဲ့တန်ဖိုးအရန်ကြီးနေလို့မယူပဲထွက်သွားခဲ့တယ်။တတင်ကတော့အန်နာယူပေးလာတဲ့ချစ်သူဘာလက်စီကစာကိုဖတ်ပြီးသာသနာ့ဘာဝင်သွားမှတီးလိုက်ရလို့မိုးရွာကြီးတဲ့ရက်ဆောင်နေမှကိုတော်ဘာလက်လေကတုံးကြီးနဲ့ငိုသွားခဲ့ရတယ်။မိုးတွေကလည်းရက်ဆက်ရွာနေလို့အန်နာလည်းစာသွားမသိဖြစ်ပဲဝန်မင်းလာခေါ်တော့မှကာလာဝမ်ယောကဖြစ်နေတဲ့မိသမီးလေးကိုဘရင်ကြီးရင်ခွင်ထဲမှာတွေ့လိုက်ရပြီးသူ့ကိုပြုံးပြနေခဲ့တယ်။အန်နာရောက်ပြီးမကြခင်မှာပဲမိသမီးလေးလည်းဆုံးသွားလို့ဘရင်လည်းသူ့ရဲ့အချစ်ဆုံးသမီးတော်လေးကိုဆုံးရှုံးလိုက်ရတဲ့စိတ်ကြောင့်မခံမရနိုင်အောင်ဖြစ်ပြီးတွေရာသီနန်းဆောင်မှာပြောင်းရွှေ့စံစားနေလိုက်တယ်။အန်နာလည်းဘရင်စိတ်သက်သာအောင်အမျိုးမျိုးစူးစမ်းပေးလာတဲ့အချိန်မှာမောင်ကလည်းသူ့ရဲ့မျက်မှောက်ကိုယူသွားတယ်။ရောက်တွေကိုမြင်ပြီးမင်းသမီးလေးဝင်စားတဲ့အမှန်နဲ့ပြန်လဲပျော်ရွှင်လာခဲ့တယ်။အန်နာကလည်းညာကြီးမိုးချုပ်တော့မှပြစ်ထဲဆင်းဖို့ပြင်နေလို့အမောင်ထဲမှာထိုင်နေတဲ့မောင်ကလည်းတတိလမ်းပေးရင်အမေရိကန်သမ္မတလင်ကိုစီကပို့လိုက်တဲ့စားတစ်စောင်ကိုထုတ်ပြလိုက်တယ်။ဘရင်လည်းသမ္မတလင်ကိုရဲ့သူပြည်သူတွေအတွက်စူးစမ်းပြီးလှုပ်ဆောင်နေတာတွေကိုအားကြမိကြောင်းပြောရင်နှစ်ယောက်သားတဖြည်းဖြည်းနီးကပ်လာလို့ဘရင်ဆိုတဲ့ဂုံတိတ်ခါနဲ့ပြန်ထိန်းထားလိုက်ရတယ်။ဘရင်ရဲ့ညီတော်ကြောက်ဖားနဲ့စစ်သူကြီးအဲလက်တို့ကလည်းဗမာတပ်တွေရဲ့တရင်ရလို့ချက်ချင်းလိုက်သွားခဲ့ပေမဲ့မြင်မြန်ဆန်ဆန်ပဲပျောက်ကွယ်သွားကြလို့မင်းသားရဲ့စိတ်ထဲမှာမတင်ကားစားဖြစ်သွားခဲ့တယ်။စစ်သူကြီးကတော့သူတို့ရောက်နေတဲ့နေရာမှာပဲစခန်းချဖို့ပြောပြီးညရောက်တော့မှ
မင်းသားကိုအရက်တွေတိုက်နေပေမဲ့မတင်ကားလို့စောင့်ကြည့်နေတော့မှပဲအစိမ့်ပိထားတဲ့ဘေးကရဲမက်တွေပြစ်လဲသွားခဲ့တယ်စစ်သူကြီးကတနက်ကိုဦးအောင်ဆွဲနိုင်သွားလို့မင်းသားလည်းထွက်ပြေးရင်ခြေထောက်တန်ရရသွားတော့မှဗမာစစ်သားတွေရောက်လာပြီးဘရင်ကိုလှုပ်ကြံတော့မဲ့အကြောင်းပြောရင်တပ်ပစ်လိုက်ကြတယ်ဘရင်စီကိုတရင်ရောက်လာတဲ့အချိန်မှာတော့စစ်သူကြီးရောမင်းသားပါနှစ်ယောက်လုံးအသက်ခံလိုက်ရတယ်ပဲထင်သွားကြလို့ဘရင်လဲစစ်ပွဲအတွက်ချက်ချင်းပြင်ဆင်ခိုင်းလိုက်တော့တယ်အန်နာကလည်းထိုင်းတွေတိုက်ခိုက်ခံနေရတာကနောက်ွယ်မှာကြိုးကိုင်းနေတယ်အင်္ဂလိပ်တွေလက်ချက်မလားဆိုပြီးသူ့လူမျိုးတွေကိုတဲသွားမိလိုက်မှာနိုင်ငံရေးတဲ့ဝင်မပါဖို့ဝိုင်းတားနေခဲ့ကြတယ်တားလို့မရတဲ့အဆုံးမှာအင်္ဂလိပ်လက်အောက်ကနိုင်ငံတွေအပေါ်ကိုကျူးကျော်လာခဲ့ရင်တော့သူတို့လည်းရှောင်လွဲလို့မရကြောင်းတတိပေးခဲ့လိုက်ပါအန်နာလည်းကိုကျိုးစီးပွားအတွက်ပဲကြည်တယ်သူတို့လူမျိုးတွေကိုတင်းသွားခဲ့တယ်ခြေရသူနဲ့ကိုကွင်းရခြင်းဆိုရဲဒုက္ခတွေကိုမခံစားနိုင်တော့တဲ့တက်တင်ကလည်းတီလာရှင်ဝတ်သွားလို့ဘရင်ကိုနားချပေးဖို့အန်နာကိုအကူအညီတောင်းနေတော့မှပဲရဲမက်တွေရောက်လာပြီးအဖမ်းခံလိုက်ရတယ်တက်တင်တို့နှစ်ယောက်လုံးကိုလူဝတ်လဲပြီးတရားရုံးခေါ်လာတဲ့အချိန်မှာအတွင်းတွေထူးရိုက်နေကြတော့အန်နာလေးကြားတဲ့ကဝေတားရင်ပြောလို့မရတဲ့အဆုံးမှာဘရင်ကိုရအောင်တားခိုင်းပြမယ်ဆိုပြီးထွက်သွားခဲ့တယ်။မော်ကိုကိုတိုင်းကလည်းကွန်မြတ်ဖို့ထိမတွေးထားခဲ့ပေမဲ့အန်နာပြောလိုက်တဲ့စကားတွေကြောင့်နိုင်ငံသားသူတယောက်ကဘရင်ပေါ်မှာဩဇာညောင်းနေတယ်လို့ထင်သွားမှကြောက်ပြီးသူ့ရဲ့ဂုဏ်သိက္ခာအတွက်ပြန်ကာကွယ်လိုက်ရတော့တယ်။တက်တဲ့တို့ကိုကွန်မြတ်မဲ့အချိန်မှာတော့အန်နာကလည်းသူ့မှာအပြစ်ရှိတယ်လို့ခံစားနေရပြီးဘရင်ကိုတိုင်းကလည်းသူ့ရဲ့ဂုဏ်သိက္ခာအတွက်သာလောက်ခိုင်းလိုက်ရပေမဲ့တောကတွေရောက်နေခဲ့ရတယ်။အင်္ဂလိပ်ကုန်တွေကလည်းသူတို့တွေမပြန်ခင်မှာဗမာတွေကိုနာမည်တက်ပြီးအာဏာသိမ်းမှုကြိုးစားနေတဲ့အိလက်ရဲ့သတင်းတွေကိုပေးခဲ့လိုက်လို့နန်းတော်ကိုချီတက်လာနေပြီဆိုတာတီးလိုက်ရတော့မှဘရင်လဲသူ့သားသမီးတွေအတွက်စိုးရိမ်သွားခဲ့တယ်။နေဆက်ကိုပူထားမိတဲ့စစ်တီတွေအားလုံးကိုပြန်ခေါ်ဖို့အတွက်လည်းအချိန်မလောက်တော့လို့စင်ဖြူတွေးတဲ့ပုံစံမျိုးနဲ့သတင်းလွှင့်ခိုင်းထားပြီးအင်္ဂလန်ပြန်တော့မဲ့အန်နာကိုပါကလေးတွေအတွက်စောင့်ရှောက်ပေးဖို့ပြန်ခေါ်လာလိုက်တယ်။စစ်တီတွေပြန်ရောက်လာတဲ့အထိအချိန်ဆွဲထားနိုင်အောင်ဘရင်နဲ့သူ့မိသားစုလည်းစင်ဖြူတော်သွားကြည့်တဲ့ပုံစံမျိုးနဲ့ရှောင်နေရမယ့်နေရာကိုအန်နာတို့တားမိပါခေါ်သွားလိုက်ပေမဲ့အဲလက်တို့စီကိုလည်းသတင်းကရောက်သွားခဲ့တယ်။အေးချမ်းချမ်းနဲ့ဘုံရှောင်နေတဲ့နေရာအထိအဲလက်တို့တက်တွေချီတက်လာတာမြင်လိုက်ရလို့အန်နာကိုကလေးတွေအတွက်ကာကွယ်ခိုင်းပြီးဘရင်နဲ့သူ့ရဲ့စစ်သူကြီးတွေကတော့တရားကိုဖောက်ခွဲပစ်ဖို့ထွက်လာခဲ့လိုက်ကြတယ်။ဘရင်ကိုယ်တိုင်တရားအောင်ဆင်းပြီးဖောက်ခွဲဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာအဲလက်တို့တက်တွေနီးကပ်လာလို့ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ဖောက်ခွဲပစ်ဖို့မှာရင်တယောက်တည်းထွက်လာခဲ့လိုက်တယ်။နောက်ကစစ်သူကြီးနှစ်ယောက်ပါထပ်လိုက်လာပြီးအဲလက်တို့ကိုတရားတိတ်မှာစောင့်နေလိုက်လို့ဖောက်ခွဲဖို့ကြံခဲ့တဲ့တယောက်ကလည်းအစင်သစ်ဖြစ်လောက်မဲ့အချိန်မှာအလဲထီတိုးလာခဲ့လိုက်တယ်။ဟန်ပြောင်းတလက်နဲ့ရှောက်ကြည့်နေတဲ့လူဝစ်လည်းတရားဘော်ကအခြေအနေတွေကိုမြင်သွားလို့သူ့အမေကိုတတိပေးလိုက်တော့မှပြုတ်ကျလာတယ်။ဘုကယ်လေးကိုကြည့်ရင်အခြေအနေတွေကိုဘယ်လိုဝင်ထိန်းရမလဲဆိုတာအန်နာလေးသဘောပေါက်သွားခဲ့တယ်။ဘရင်လည်းဆက်လက်လေးမိကြည့်ပြီးဖောက်ခွဲဖို့အချက်ပြနေတော့မှပဲအန်နာတို့စီကလွှတ်လိုက်တဲ့မီရှူမီပန်းတွေနဲ့လူဝစ်ရဲ့စစ်ခရတန်းကြောင့်အင်္ဂလိပ်တွေရောက်လာတဲ့ထစ်ပြီးဗမာစစ်သားတွေလည်းပြန်ပြေးကုန်ကြတယ်။နောက်ဆုံးမှာတော့လက်နက်မရှိမြင်းမရှိတော့တဲ့အဲလက်တယောက်ပဲကြံခဲ့လို့စစ်သူကြီးတွေလည်းတပ်ဖို့ပြင်ဆင်လိုက်ပေမဲ့အရှက်တရားနဲ့တက်လုံးနေသွားရအောင်ဘရင်လည်းတားထားလိုက်တယ်။အဲလက်ကတော့မရှက်မဲ့အပြင်ဘရင်ရဲ့နောက်ကျောကိုတနက်နဲ့ပြေးဖို့ကြိုးစားနေလို့တရားကိုဖောက်ခွဲပစ်လိုက်တော့မှတစ္ဆာဖောက်ထုတ်သွားရလမ်းဖြစ်တဲ့တေချင်းစိုးနဲ့မသာပေါ်သွားခဲ့တယ်။ဘရင်လည်းသူ့ရဲ့အမိန့်ကိုမနာခံပေမဲ့အားလုံးရဲ့အသက်တွေနဲ့နိုင်ငံကိုပါကာကွယ်ပေးနိုင်ခဲ့တဲ့အန်နာကိုကျေးဇူးတင်စကားပြောရင်သားသမီးတွေဖျော်ဖြေတဲ့ပြဿနာကိုစိတ်အေးလက်အေးနဲ့ထိုင်ကြည့်နိုင်သွားခဲ့တယ်။ဆီယာမတယောက်နဲ့ဘရင်တစ်ပါးရဲ့အချစ်ဆက်လန်းတဲ့ပုဂ္ဂိုလ်အတူတူဖန်တီးကျင်နေကြပေမဲ့ခြားနာချက်တွေကများလုံးနေတော့တွဲကယုံလောက်နဲ့ပဲကျေနပ်နေကြတာကိုချူလာလောက်ကိုလည်းငေးကြည့်နေခဲ့တယ်။ချိန်တွေတဖြည်းဖြည်းကြာလာလို့မောင်ကွန်းတန်းရွာဆန်သွားတဲ့အချိန်မှာတော့ချူလာလောင်ကိုလည်းဘရင်ဖြစ်လာပြီးဂျိုစနစ်ကိုဖျက်သိမ်းပစ်လိုက်သလိုဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့ကြောင်းဖော်ပြထားရင်ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။ဒီဇက်ကားလေးမှာပေးချင်တဲ့ message ကတော့ဗမာတွေကအင်္ဂလိပ်အားကိုနဲ့မိုက်ခဲကြတယ်ဆိုတာပါပဲအခုတော့ပြောင်းပြန်ဖြစ်သွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ